အားလုံးပဲမင်္ဂလာပါရှင်ရွှေ Star Engineering Training မှာကြိုဆိုပါရစေဒီတစ်ခါမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီ stone retaining wall မြေကာနိုင်ရန်တစ်ခုနဲ့သူနဲ့တွဲရဲ့ဒီ drain ပေါ့နော်သူနဲ့တွဲရဲ့ drain တစ်ခုရဲ့ estimate တစ်ခုကိုဘယ်လိုအလွယ်တကူတွက်မလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Okay ဒါဆိုရင် drawing လေးကိုအရင်ဆုံးကြည့်လိုက်ရအောင်ဒါလေးကတော့ဒီ retaining wall ရဲ့အရှည်ပဲဖြစ်ပါတယ် retaining wall ကဘယ်လောက်ရှိလဲဆိုရင်ဒီကနေပြီးတော့ဒီချီကပေ100ရှိပါတယ်ဒါကတော့ retaining wall ရဲ့ section ပုံလေးပဲဖြစ်ပါတယ်ကြောက်ကြီးနဲ့စီထားတဲ့ retaining wall တစ်ခုကိုတိစောက်ရမှာဖြစ်တယ်ဒါကတော့သူနဲ့တွဲရဲ့ drain လေးရဲ့ section ပုံပဲဖြစ်ပါတယ် Okay ဒါဆိုရင်ဒီ drawing လေးကိုကြည့်ပြီးရတယ်ကိုကဒီ estimate မှာဘယ်လို item တွေပါလဲဆိုတာကိုပထမအဆုံးအနေနဲ့စဉ်းစားပြရမှာဖြစ်တယ်ဒါဆိုရင်ဒီဘက်မှာတော့တောင်နံရံရှိမှာပေါ့နော်ဒီ drain ရဲ့ top ကိုဒီဘက်မှာရှိရဲ့ natural ground level လို့အရှုံးယူဆလိုက်မယ်เนาะတကယ်မြေပြင်ရဲ့အခြေအနေကိုကြည့်ပြီးတော့လိုအပ်တဲ့ outward excavation ကိုတွက်ပြရမှာပဲဖြစ်တယ်နောက်ပြီးရင်ဘာလုပ်လဲဆိုရင်ဒီလင်းလောင်းတဲ့လုပ်ငန်းတွေရှိမယ်နောက်ကြောက်ကြီးစီရဲ့လုပ်ငန်းတွေရှိမယ်နောက်ဒီ stone retaining wall ရဲ့ထိပ်မှာကြတော့ဒီ124 RCC top slack လေးလောင်းပေးရမှာဖြစ်တယ်ပြီးရင်တော့ဒီ drain အုတ်နံရံတွေစီပေးရမယ် plaster ရေးချောပေးရမယ်နောက်ဒီ stone retaining wall မှာဆိုရင် point လေးတွေလုပ်ပေးမယ်နောက်တစ်ခါကျတော့လိုအပ်တဲ့ဆိုရင်ဆေးတုပ်တဲ့လုပ်ငန်းတွေပါတယ်ထည့်ပေးရမှာဖြစ်တယ်ဒါကတော့ drawing ကိုကြည့်ပြီးတော့ကိုဘာတွက်ရမလဲဆိုတာကိုပထမဦးဆုံးစဉ်းစားပေးရမှာပဲဖြစ်တယ် Okay ဒါဆိုရင် estimate လေးကိုစပြီးတော့တွက်ကြည့်လိုက်ရအောင်အဲ့တော့ပထမအဆုံး outward excavation လေးစပြီးတော့တွက်မယ်ပေါ့နော် outward excavation and dressing work เนาะအဲ့တော့သူ့ရဲ့ length ကဘယ်လောက်ရှိလဲဆိုတော့1ပေါ့ quantity ကတော့1သူ့ရဲ့ length ကပေ100ရှိရဲ့အကျယ်ကကြတော့မြေကြီးတူးပေးရမယ်အကျယ်ပေါ့နော်မြေကြီးတူးပေးရမယ်အကျယ်ကဒီကနေဒီထိ6ပေနဲ့တလက်မเนาะအမြင့်ကကြတော့ဒီထိတ်ကို ground level လို့ယူဆလိုက်မယ်အရှုံးယူဆထားတာဖြစ်ပါတယ်เนาะdrawing မှာပါတဲ့အတိုင်းပဲတွက်ပေးရမှာဖြစ်ပါတယ်အခုဒီမှာတော့ဒီဘက်မှာသူ့ရဲ့ ground level မှာပါတာဖြစ်တဲ့အတွက်သူ့ရဲ့ natural ground level ကိုဒီဘက် drain ရဲ့ top လို့အရှုံးယူဆလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာတပေခွဲဒီကောင်က6လက်မှာဒါဆိုရင်မြေကြီးတူးပေးရမယ်အနက်က 2.75 Okay ဒါကိုရှင်းလိုက်မယ်ဆိုရင်ဒီ retaining wall ရဲ့ outward excavation and dressing work total outward excavation ကိုရရှိမှာဖြစ်တယ်နောက် item ပေါ့နော်နောက် item 136 link concrete casting work ကိုတွက်ကြည့်မယ်အဲ့တော့136 link concrete casting work မှာဆိုရင်နှစ်ခုရှိမယ် drawing မှာဒီ stone retaining wall ရဲ့အောက်မှာလည်း136လောင်းတယ်ဒီ drain ရဲ့အောက်မှာလည်း136လောင်းတယ်ဒါပေမဲ့သူတို့ရဲ့လောင်းတဲ့ဒူတွေကမတူပါဘူး Okay မတူရင်မတူတဲ့အတိုင်းခွဲပြီးတော့တွက်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့ retaining wall ရဲ့ length ကတော့ပြောင်းလဲမှုမရှိဘူးပေ100ဒီ stone retaining wall ရဲ့အောက်မှာလောင်းမဲ့ link concrete casting ရဲ့အကျယ်ကကြတော့ဘယ်လောက်လဲဆိုရင်ဒီကနေဒီထိက3ပေနဲ့17ဖြစ်တယ်ဒါကြောင့်မို့3.92လောင်းတဲ့ဒူးကကြတော့6လက်မှာဒါကြောင့်မို့0.75ဒါကြောင့်မို့ LBH ကိုမြှောက်လိုက်မယ်ဆိုရင်ဒီ stone retaining wall ရဲ့အောက်မှာလောင်းမဲ့ link ရဲ့ concrete တန်ဖိုးကိုရရှိမှာဖြစ်တယ်နောက်တစ်ခုက drain ရဲ့အောက်မှာလည်းဒီမှာ link လေးလောင်းထားတာရှိရဲ့ဒါကြောင့်မလို့လောင်းမဲ့လမ်းကတော့ပေ100ပဲ drain ရဲ့အောက်မှာလောင်းတဲ့ link concrete casting ရဲ့အကျယ်လေးကကြတော့ဒီမှာ drawing မှာကြည့်လိုက်ပါ2ပေနဲ့2လက်မဒါကြောင့်မို့ဒီမှာ2.17ဒူလေးကကြတော့3လက်မဒူနဲ့လောင်းထားတာဖြစ်တယ်ဒါကြောင့်မို့ဒီမှာ0.25เนาะဒါကိုရှင်းလိုက်ပြီးတော့ဒီနှစ်ခုပေါင်းလိုက်မယ်ဆိုရင်တော့ဒီသူ့ရဲ့တန်ဖိုးကဒီ stone retaining wall ရဲ့အောက်မှာကောဒီ drain ရဲ့အောက်မှာကောလောင်းမဲ့ link concrete ရဲ့ total volume တန်ဖိုးကိုရရှိမှာဖြစ်တယ် Okay နောက်နံပါတ်3ပေါ့နော် stone masonry retaining wall with 13 cement mortar အဲ့တော့ဒီမှာလင်းလောင်းပြီးသွားပြီလင်းလောင်းပြီးသွားဆိုရင်ဒီ stone retaining wall ဒီကကြောက်ကြီးစီရဲ့လုပ်ငန်းလုပ်မယ်เนาะအဲ့တော့ကြောက်ကြီးစီရဲ့လုပ်ငန်းလုပ်မယ်သူကလက်
သူက step ကလေးနဲ့စီထားတာဖြစ်တယ်เนาะဒီမှာဆိုရင် step ကလေးနဲ့စီထားတာဖြစ်တယ်ဒါကြောင့်မလို့ first step second step third step เนาะအဆင့်3ခုနဲ့စီထားတာဖြစ်တဲ့အတွက်သူ step by step ကိုတွက်ပေးရမှာဖြစ်တယ်အဲ့တော့ပထမဆုံး first step ကိုစပြီးတော့တွက်မယ်အဲ့တော့အရှိကတော့မပြောင်းလဲဘူးเนาะသူရဲ့ retaining wall ရဲ့ length ကတော့ဒီ drawing တိုင်းပဲပေါ့เนาะဒီမှာပေ100ဆို100ထည့်လိုက်200စီမှာဆို200ထည့်လိုက်ရုံပဲအဲ့တော့အခုဒီ drawing မှာတော့ပေ100ဖြစ်တဲ့အတွက်ဒီမှာပေ100တွေအကုန်လုံးထည့်လိုက်ရုံပဲအဲ့တော့ first step ကကြတော့ဒီမှာဒီကနေပြီးတော့ဒီထိပေါ့เนาะဒီထိတက်မိုးကိုတွက်ပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာလင်းရဲ့တက်မိုးကကြတော့3ပေနဲ့17လက်မှရှိရယ်တစ်ဖက်တစ်ချက်ကတော့6လက်မှရှိတယ်ဒါကြောင့်မို့3ပေ17လက်မှတွေကနေပြီးတော့6လက်မှနှစ်ဖက်ကိုနှုတ်ပေးလိုက်မယ်ဆိုရင်ဒီ first step ကြောက်ကြီးစီမဲ့အကျယ်တန်မိုးကိုရရှိမှာဖြစ်တယ်အမြင့်ကတော့ဒီကနေဒီထိတန်မိုးအဲ့တော့အမြင့်ကဒီကနေဒီထိတန်မို့ဒီမှာ drawing မှာပေးထားပြီးသားရှိရဲ့3ပေနဲ့5လက်မှเนาะဒါဆိုရင်အရှည်တိတယ်အကျယ်တိတယ်အမြင့်တိတယ် LBH မြောက်လိုက်မယ်ဆိုရင်ဒီပထမဆုံးအဆင့်ကြောက်ကြီးစီရဲ့total ဘောလုံးတန်မိုးကိုရရှိမှာဖြစ်တယ်เนาะအဲဒါကြောင့်မို့ L B ကကြတော့ဘာလဲဆိုရင်ဒီ3ပေ17လက်မတွေကနေပြီးတော့ဟိုဘက်6လက်မဒီဘက်6လက်မတပေနှုတ်လိုက်မယ်2.92ပေါ့เนาะအမြင့်ကကြတော့3ပေနဲ့5လက်မဒါကြောင့်မလို့3.42ဒါဆိုရင်ဒီ first step စီတဲ့ stone concrete work ကိုရရှိသွားပြီเนาะနောက်တစ်ခုကကြတော့ second step ပေါ့เนาะ second step ကကြတော့ပေရှည်ကတော့အရှည်ကတော့မပြောင်းဘူးဒီ retaining wall ရဲ့ length ကတိုက်100ပဲဖြစ်တယ်အကျယ်ပေါ့အကျယ်ကဒီကနေပြီးတော့ဒီထိတန်ပေါ့အဲ့တော့ဒီကနေဒီထိတုံးကဘယ်လောက်ရှိလဲဆိုရင်2.92ရှိရယ်ဒီက6လက်မရှိရယ်ဆိုရဲ့အတွက်2.92တွေကနေပြီးတော့6လက်မကိုနှုတ်လိုက်မယ်ဆိုရင်ဒီ second step စီမဲ့အကျယ်တန်မိုးကိုရရှိမှာဖြစ်တယ်เนาะဒါကြောင့်မလို့2.92တွေကနေပြီးဘာကိုနှုတ်ပေးရမလဲဒီ6လက်မကိုနှုတ်ပေးလိုက်မယ်ဒါဆိုရင်သူ့ရဲ့အကျယ်က2.17ရရှိမှာဖြစ်တယ်သူ့ရဲ့ height ကလေးကကြတော့ဒီကနေပြီးတော့ဒီထိတက်မှုပေါ့เนาะဒီမှာတော့အလွယ်ကူပေးထားပြီးသားပဲ2ပေနဲ့1လက်မဒါကြောင့်မလို့2.08ပေါ့ဒါကိုရှင်းလိုက်မယ်เนาะဒါကိုရှင်းလိုက်မယ်ဆိုရင်ဒီ second step ဒီကြောက်ကြီးစီရဲ့ဘောလုံးတက်မှုကိုရရှိမှာဖြစ်တယ်နောက်ဆုံးအဆင့်ပေါ့เนาะဒီဟာလေးပေါ့နောက်ဆုံးအဆင့်စီရဲ့တက်မှုကကြတော့ဒီ second step အကျယ်တွေကနေပြီးတော့နောက်ထပ်6လက်မကိုနှုတ်လိုက်မယ်ဆိုရင်ဒီသူ့ရဲ့အကျယ်တက်မှုလေးကိုရရှိမှာဖြစ်တယ်ဒါကြောင့်မလို့ဒီ2ပေနှစ်ထဲကနေပြီးတော့6လက်မကိုနှုတ်လိုက်မယ်ဆိုရင်သူ့ရဲ့အကျယ်တက်မှုက1ပေခွဲရရှိမှာဖြစ်တယ်အဲ့လိုအတွက်လည်းရတယ်ဒါမှမဟုတ်ဒီထိတ်ကအကျယ်တန်မိုးကလည်းဒီမှာပေးထားပြီးသားပဲเนาะတပေခွဲလို့ပေးထားပြီးသားဒါကြောင့်မလို့ဒီတပေခွဲကိုယူလိုက်မယ်ဆိုရင်လည်းရတယ်သူ့ရဲ့အမြင့်ကကြတော့ဒီကနေဒီထိတန်မိုးကဘယ်လောက်ရှိလဲဆိုရင်တပေနဲ့6လက်မเนาะဒါကြောင့်မလို့အရှည်ကတော့ပေ100အကျယ်နောက်တစ်ခုကသူ့ရဲ့အမြင့်တန်မိုးတပေကို1.75เนาะဒါတွေကိုရှင်းလိုက်မယ်ဆိုရင်နောက်ဆုံး step စီထားတဲ့ stone concrete တန်မိုးကိုရရှိမှာဖြစ်တယ်။ Okay ဒါတွေအကုန်လုံးကိုပေါင်းလိုက်မယ်နော်။ဒါတွေအကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ဒီဟာကဘာတန်မိုးရရှိမှာလဲဆိုရင်ဒီ stone retaining wall ပေ100အရှည်နောက်ပြီးတော့ step ကကြတော့ဒီလိုပုံစံမျိုးနဲ့စီထားတဲ့total stone masonry retaining wall ရဲ့တန်မိုးကိုရရှိမှာဖြစ်တယ်။နော်ဒါသူရဲ့ cubic feet တန်မိုးပေါ့။ Okay ဒါဆိုရင်နောက် item တစ်ခုသွားလိုက်ရအောင်နံပါတ်4ကတော့ဒီအပေါ်မှာဗာလေးလောင်းထားလေးသေးလဲဆိုရင်သူကဒီ124 concrete ကလေးလောင်းထားပေးတယ်ပေါ့နော်ထိတ်ကလေးကိုလေဒီကြောက်ကြီးစီထားတဲ့နံရံရဲ့ top ကလေးကို124 concrete လောင်းထားပေးတယ်ဒါကြောင့်မို့ဒီ124 concrete လောင်းထားတဲ့ concrete ရဲ့ volume တန်ဖိုးကိုတွက်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့124 concrete casting work ပေါ့နော်အဲ့တော့ retaining wall ရဲ့အရှည်ကပေ100မပြောင်းလဲဘူးသူ့ရဲ့အကျယ်ကဒီကနေဒီကဘယ်လောက်လဲဆိုရင်တပေခွဲအမြင့်လေးကကြတော့6လက်မเนาะဒီကနေဒီထိအမြင့်လေးကကြတော့သူကဘယ်လောက်လဲဆိုရင်ဒီမှာ6လက်မ thick 124 RCC slat လို့ပြောရတဲ့အတွက်အမြင့်ကကြတော့6လက်မเนาะဒါဆိုရင်ဒါတွေအကုန်လုံးမြှောက်လိုက်မယ်ဆိုရင်ဒီ top ပေါ့ stone retaining wall ရဲ့ top မှာလောင်းမယ်concrete ဘောလုံးတန်မိုးကိုရရှိမှာဖြစ်တယ် okay
Okay ဒါဆိုရင်တော့ဒီ concrete လောင်းဖို့လုပ်ငန်းအတွက်လိုအပ်တဲ့ framework ကိုတွက်ပေးမယ်အဲ့တော့ဒီမှာ timber shuttering framework ပေါ့နောက် item တကူအဲ့တော့ဒီဟာဆိုရင်သူရဲ့ select ကတပေခွဲ6လက်မပေ100ပေါ့နော်ဒါဆိုရင်ပေ100နှစ်ဖက်ကပေးရမယ်အမြင့်က6လက်မနဲ့နောက်တစ်ခုကကြတော့တပေခွဲ6လက်မနဲ့ဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်နှစ်ဖက်ကပေးရမှာဖြစ်တယ်နော်โอเคဒါဆိုရင်တွက်ကြည့်လိုက်အောင်အဲ့တော့ပေ100နှစ်ဖက်အမြင့်ကကြတော့6လက်မနဲ့ကာပေးရမယ်နောက်တစ်ခုကကြတော့ဒီဘက်ကကြထိပ်ပိတ်ကကြတော့တပေခွဲ6လက်မပေါ့နော်တပေခွဲ6လက်မဒီဘက်တစ်ဖက်ဟိုဘက်တစ်ဖက်နှစ်ဖက်ကပေးရမှာဖြစ်တယ်နော်ဒါကိုရှင်းလိုက်မယ် framework ဖြစ်တဲ့အတွက် square feet နဲ့တွက်ပေးရမှာဖြစ်တယ်အဲ့တော့ total ပေါင်းလိုက်မယ်ဒါဆိုရင်တော့ဒီအပေါ်က top select ကလေးရဲ့ framework area တန်ဖိုးကိုရရှိမှာဖြစ်တယ်